Yo မင်္ဂလာပါကိုလူတို့အနေနဲ့ Minecraft ထဲမှာမြန်မာ player အများကြီးနဲ့ဆော့ရမယ်ဆိုရင်ရောဘယ်လိုလဲဗျကိုလူတို့ဆော့ချင်နေဆိုရင်ကျွန်တော်ရဲ့ Old Kingdom server လေးကို join လုပ်ရပါတယ်ဗျserver ထဲမှာကျွန်တော် mod တွေလည်းအများကြီးထည့်ထားပါတယ်ဗျမိသူမဆိုလာရောက် join နိုင်ပါတယ်ဗျနောက်ပြီးတော့ကျွန်တော်ရဲ့ server မှာစီကန်းတွေတော့ရှိပါတယ်ဗျ rule number 1အနေနဲ့တခြား player တွေရဲ့အိမ် base တွေထဲကနေပိုင်ရှင်မတည်အောင် PC တွေခိုးယူတာတွေလုံးဝခွင့်မပြုထားပါဘူးဗျNumber 2အနေနဲ့ player ချင်းချင်း PVP battleground မှာမဟုတ်ဘဲနဲ့အချင်းချင်းတိုက်ခိုက်တာတွေတက်တာတွေလုံးဝလုပ်လို့မရပါဘူးဗျအခုလောလောဆယ်တော့ကျွန်တော်တို့စီကန်းတစ်ခုပဲရှိပါသေးတယ်ဗျလိုအပ်ရင်လိုအပ်သလိုကျွန်တော်တို့ပြန်ပေါင်းထည့်မှာဖြစ်ပါတယ်အကယ်၍ brother ကဒီ rule တွေကိုချိုးဖောက်တယ်ဆိုရင်ကျွန်တော်အနေနဲ့ဘန်ပေးရမှာဖြစ်ပါတယ်ကိုလူတို့လည်းစီကန်းဖောက်ဖဲတဲ့လူရှိရင်သူ့ရဲ့ user name ကိုမှတ်ထားပြီးတော့ကျွန်တော်ရဲ့ comment အောက်မှာလာရေးလို့ရပါတယ်ဗျကျွန်တော်တခါတည်းဘန်ပေးမှာဖြစ်ပါတယ်ဒီ server ဝင်ဖို့ဆိုရင် brother ရဲ့ Minecraft က 1.21.80 ဖြစ်နေဖို့လိုပါတယ်ဗျအဲ့ဒီ version ကိုလည်းကျွန်တော်ရဲ့ Telegram မှာ free download လုပ်ရပါတယ်ဗျ Okay ဒါဆိုရင်ကျွန်တော်တို့ server ကိုဘယ်လိုဝင်ရမလဲနောက်ပြီး Minecraft ကိုဘယ်လိုတောင်းရမလဲဆိုတာကျွန်တော်ပြောပြတော့မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အမားရုံဖြစ်အောင်ကျွန်တော်ရဲ့ video လေးကိုဆုံးအောင်ကြည့်ဖြစ်ဖို့ကျွန်တော်တောင်းဆိုပါတယ်ဗျ Okay ဒါဆိုရင်ကျွန်တော်တို့ဒုံးမယ်ဗျOkay channel ထဲရောက်လာပြီဆိုရင်ကျွန်တော်တို့ဒီ Minecraft 64 base ဆိုတာလေးကိုတောင်းပေးလိုက်ပါဗျ။တောင်းပေးပြီဆိုရင်တော့ကျွန်တော်တို့ install လုပ်ပေးလိုက်ပါဗျ။ Okay ပြီးရင်တော့ကျွန်တော်တို့ Minecraft ထဲဝင်ပေးလိုက်ပါဗျ။ brother တို့အနေနဲ့ကျွန်တော် server join ဖို့ဆိုရင် Microsoft account ရှိဖို့လိုပါတယ်ဗျ။ account ဖွင့်နေကိုလည်းကျွန်တော်ရဲ့ YouTube channel မှာတင်ပေးထားပါတယ်ဗျ။ Okay ပြီးရင်တော့ကျွန်တော်တို့ play ကိုနှိပ်မယ်နောက်ပြီးတော့ server ကိုပြန်နှိပ်ပေးလိုက်ပါဗျ။ဒီမှာကျွန်တော်ကတော့ကျွန်တော်ရဲ့ server လေးကိုချိန်ပေးထားပါပြီဗျ။ brother တို့အနေနဲ့မချိန်ရသေးဘူးဆိုရင်ကျွန်တော် add server ကိုနှိပ်လိုက်ပါ။ပြီးရင်ကျွန်တော်တို့အပေါ်ဆုံးက server name မှာ Old Kingdom ဆိုပြီးရေးပေးလိုက်ပါဗျOkay ကျွန်တော်တို့ server address မှာတော့ Spring Oaks Footstop နောက်ပြီးတော့ Athena's Footstop me ဆိုတာလေးကိုရေးပေးလိုက်ပါOkay ပြီးရင်တော့ကျွန်တော်တို့အောက်က port နေရာမှာတော့ကျွန်တော်တို့3ခွန်1 5ခွန်ဆိုတာလေးကိုရေးပေးလိုက်ပါဗျOkay ပြီးရင်တော့ကျွန်တော်တို့အောက်က save ကိုနှိပ်ပေးပါဗျကျွန်တော်တို့ play ကိုမနှိပ်ပေးပါနဲ့ဗျကျွန်တော် server on မှာဝင်လို့ရမှာဖြစ်လို့ပါဗျကျွန်တော် server on တဲ့ချိန်ဆိုရင် brother တို့အနေနဲ့လုပ်ပေးရမှာကတော့ကျွန်တော်တို့ကျွန်တော် server ကိုဖိပြီးတော့ join server လေးကိုနှိပ်ပေးလိုက်ရုံပါပဲဗျကျွန်တော်အခုသုံးနေတဲ့ Minecraft gameplay ကကျွန်တော် server ထဲက gameplay မဟုတ်ပါဘူးဗျဝေးထမ်းသွားနေဦးကျွန်တော်ရဲ့ server ကိုတင်းင်းလာကနေစနေနေ့မနက်9နာရီခွဲကနေစောက်ဖွင့်ပေးမှာဖြစ်ပါတယ်တင်းင်းကနွေနေ့ကတော့ကျွန်တော်9နာရီကနေစောက်ဖွင့်ပေးမှာဖြစ်ပါတယ်ကိုလူတို့ကိုတတိပေးစရာတခုရှိပါတယ် server ကလူတယောက်မှမဝင်ရင်ကျွန်တော်တို့6မိနစ်အတွင်း auto off သွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့နေ့လေ9နာရီခွဲမှာအများတန်းဆော့ဖို့ရှိပါတယ်ဗျညနေပိုင်းကတော့ကျွန်တော်9နာရီကနေ10နာရီဆော့ပါတယ်ဗျကျွန်တော်မဆော့လဲ brother တို့ကိုတညလုံးလုံးပေးထားမှာဖြစ်ပါတယ်ဗျအကယ်၍ server ကလူမရှိပဲ auto off သွားရင်ကျွန်တော်ရဲ့ Telegram အကောင့်မှာလာပြောလို့ရပါတယ်ဗျ brother server ဖွင့်ပေးတော့လို့လာပြောလို့ရပါတယ်ကျွန်တော်ဖွင့်ပေးလိုက်ပါမယ်နောက်လာမယ့်ဗီဒီယိုကတော့ကျွန်တော် Soul Kingdom episode တွေအများကြီးလာမှာဖြစ်ပါတယ်တချို့ကျွန်တော်လို Minecraft content creator တွေကလည်းကျွန်တော် server ကို join ပြီးတော့ဗီဒီယိုလုပ်ခွင့်ကျွန်တော်ပေးပါတယ်ဗျကျွန်တော်တို့ creative ပေးဖို့ကျွန်တော်တောင်းဆိုပါတယ် Okay ဒါဆိုရင်တော့ကျွန်တော်နောက်ဗီဒီယိုကျမှပြန်လာခဲ့ပါမယ်ဗျ